ဘကျိုးဦးစားပြီးရရမှာလေစိုက်နေနေရပြီပါဟိုမော်တာသူကအကောင်600 kg ကုန်သုံးလာတာဒီစက်ပြီးပဲသွားမှာလေပြန်နေလာတော့ဘူးပြောခိုးပါတင်လာလေကိုရပြောခိုးပါတင်လာတော့လေဟောနော်တရားခိုးရမှုကြတော့မရှိတော့ဘူးထင်တယ်မင်းကတော့ဘီကို2 ခေါက်လာမှရပါ